မင်္ဂလာပါ Treasure Agency ရဲ့ Founder Teacher ချမ်းမြေပါကျွန်မဒီနေ့ဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့လူတိုင်းသိတဲ့လွယ်ကူရိုးရှင်းပြီးတော့ခေါင်းစခြေစုံဘယ်လိုထိန်းသိမ်းရမယ်ဆိုတော့ personal grooming tips တွေထဲကမှ hair care and hair styling အကြောင်းကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်လူတစ်ယောက်ချင်းစီတိုင်းကမတူညီတဲ့ရုပ်ရည်သွင်းဖြစ်နေကွဲပြားတဲ့သပင်မျိုးစားတွေပိုင်ဆိုင်ထားကြပါတယ်ကောင်းမွန်တဲ့သပင်ပုံစံရှိခြင်းကလည်းတကူရည်တက်ရှင်းမှုကိုဖော်ကျူးထားတဲ့ပြရုပ်ပါပဲဒါကြောင့်မိန်းကလေးတိုင်းအတွက်ဒုတိယမျက်နှာရည်လို့တင်စားကြတာပါကျမတို့ရဲ့ face shape မျက်နှာပုံစံကဘယ်လို hair style နဲ့လိုက်ဖက်မှုရှိတယ်ကျမတို့သပင်အမျိုးအစားကဘယ်လို hair care လုပ်ဖို့လိုအပ်တယ်ဆိုတာကိုကျမကဆက်လက်အကြံပြုပေးသွားမှာပဲဖြစ်ပါတယ်။တင်းရဲ့သပင်အမျိုးအစားကိုခွဲခြားသတ်မှတ်ဖို့အတွက်ကျမကသပင်အမျိုးအစားတွေကိုပြပြပေးသွားမှာပဲ damage hair ပျက်စီးနေတဲ့သပင် dry hair ခြောက်သွေ့နေတဲ့သပင် oily hair အစီပြန်တဲ့သပင်split and hair အမိနှောက်ခါဖြစ်နေတဲ့သပင် dandruff ပေါက်တွေတက်တွေရှိတဲ့သပင် hair fall ကျွတ်တဲ့သပင်ဆိုပြီးတော့သပင်အမျိုးအစား6ခုရှိပါတယ်ဒီအမျိုးအစား6ခုတဲကမှတစ်ခုစီတိုင်းအတွက်ကျမကဘလို့သပင်မျိုးစားကဘလို့ hair treatment လုပ်ဖို့လိုတယ်ဘလို့ hair care လုပ်ရမယ်ဆိုတာကိုကျမကဆက်လက်အကြံပြုပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး damage hair ပျက်စီးနေတဲ့သပင်တွေဘာကြောင့်ပျက်စီးရလဲဆိုလို့ရှိရင်မကြာခဏခေါင်းလျှော်တာတွေမလိုအပ်ဘဲနဲ့ဖြောင်းတာကောက်တာပုံသွင်းတာတွေလုပ်တာတွေပြီးတော့လေတုညဉ့်ဉန်းလေတုထဲမှာပါဝင်တဲ့အစိတ်အတောက်တွေနေရောင်ခြည်ထိတွေ့မှုများတာတွေသပင်ကိုတင်းကျပ်စွာစီးနှောင်ထားတာတွေပြီးတော့နုညံ့တဲ့ခေါင်းအုံးနဲ့အိတ်ဆက်ခြင်းမလုပ်တာတွေပေါ့နော်ဒါကြောင့်လည်းသပင်တွေပျက်စီးနိုင်တယ်နောက်ပြီးတော့ရေကူးကန်တွေမှာပါတယ်ကလိုရင်းတွေကြောင့်လည်းသပင်ပျက်စီးတတ်တယ်ဗီတာမင် A, C, E စတဲ့အာဟာရတွေချို့တဲ့ခြင်းကြောင့်လည်းသပင်ပျက်စီးတတ်တာဖြစ်လို့ဗီတာမင် A, ဗီတာမင် C, ဗီတာမင် E ပါဝင်တဲ့အသားငါပဲစတာတွေကိုရွေးချယ်ပြီးတော့စားသုံးပေးရမှာဖြစ်တယ်။ရေများများတောက်ဖို့လည်းလိုအပ်ပါတယ်။ပြီးတော့ပျက်စီးနေတဲ့သပင်တွေကိုလည်းဖျက်တောက်ပေးရမှာဖြစ်တယ်။နောက်ပြီးတော့ပြင်းထန်တဲ့ chemical တွေထိတွေ့ခြင်းကြောင့်လည်းသပင်ပျက်စီးတတ်တာဖြစ်လို့ sulfate free shampoo, mild shampoo စတဲ့ shampoo အပျော့စားတွေကိုရွေးချယ်ပြီးတော့သုံးပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ oily hair အစီပြန်တဲ့သပင်မှာအစီပြန်တဲ့သပင်ဟာဆိုလို့ရှိရင်အစီကလန်းကထုတ်ပေးတဲ့သဘာဝအစီကလန်းတွေကမှားယွင်းတဲ့လုပ်ငန်းဆောင်တာတွေမှားယွင်းတဲ့အလေးကျင့်ကြောင့်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာအစီတွေကိုပို့ပြီးတော့ထုတ်စေတယ်။ဒါကြောင့်အစီပြန်ရခြင်းဖြစ်တယ်။ကောက်တဲ့သပင်တက်ဖြောက်တဲ့သပင်တွေမှာပို့ပြီးတော့အစီပြန်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဖြောက်တဲ့သပင်တွေကသဘာဝကအစီတွေရွေးရှားရင်လွယ်ကူပြီးတော့ကောက်တဲ့သပင်မှာကျတော့သပင်ရဲ့ရိုးတံကိုမရောက်ခင်ဒီအစီတွေက6သွေးကွဲအပ်သွားတာကြောင့်ဖြစ်ပါတယ်ဒီလိုအစီပြန်ရခြင်းကကျမတို့စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်နိုင်တယ်လို့ zinc fatty acid စတာတွေချိုးယွင်းခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီလိုအစီပြန်တဲ့ oily hair လို့ခေါ်တဲ့စံသားပိုင်ရှင်တွေကဆိုလို့ရှိရင်ကျမတို့က dry shampoo ကိုသုံးပေးရမှာဖြစ်ပြီးတော့ဒီအစီပြန်ခြင်းမှာကင်ဝေးအောင်လို့လည်းနေ့စဉ်ဒီတိုင်းခေါင်းလျှော်ပေးဖို့လိုအပ်ပါတယ်ထပ်မံပြီးတော့အကြံပြုလိုတဲ့သပင်အမျိုးအစားကတော့ dry hair 6သွေးတဲ့သပင်မှာသပင်တွေဘာကြောင့်6သွေးရလဲဆိုလို့ရှိရင်မကြာခဏခေါင်းလျှော်ခြင်းကြောင့်အချိန်များများခေါင်းလျှော်ခြင်းကြောင့်သဘာဝကထုတ်ပေးတဲ့အစီတွေအဆိုတက်တွေကခန်းချောက်ပြီးတော့ဆန်သားတွေ6သွေးပျက်စီးရခြင်းဖြစ်တယ်နောက်ပြီးတော့မမှန်ကန်တဲ့ခေါင်းလျှော်ရည်တွေသုံးဆွဲခြင်းကြောင့်လည်းဖြစ်တယ်မမှန်ကန်တဲ့ခေါင်းလျှော်ရည်ဆိုတာကကျမတို့ဥပမာကျမတို့မှာ dry hair လို့ခေါ်တဲ့6သွေးတဲ့သပင်အမျိုးအစားကိုပိုင်ဆိုင်ထားတယ်ဆိုလို့ရှိရင်ကျမတို့က oily hair လို့ခေါ်တဲ့အစီပြန်တဲ့သပင်အမျိုးအစားအတွက်ထုတ်ထားတဲ့ dry shampoo ကိုကျမတို့ကရွေးချယ်ပြီးတော့မရက်စာသုံးဆွဲမိမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဆန်သားတွေကပို့ပြီးတော့6သွေးမယ်ပို့ပြီးတော့ပျက်စီးမယ်ဒါကိုဆုံးလို့တာပါဒါကြောင့်ကျမတို့သပင်အမျိုးအစားတစ်ခုချင်းစီတိုင်းအတွက်မှန်ကန်တဲ့ခေါင်းလျှော်ရည်ကိုရွေးချယ်ဖို့ကလည်းပဲအင်မတန်မှအရေးကြီးပါတယ်နောက်ပြီးတော့ရေဘူးတွေနဲ့ရေချိုးတာရေဘူးတွေနဲ့ခေါင်းလျှော်တာတွေကိုလည်းရှောင်ကျဉ်ပေးရပါမယ်ခေါင်းလျှော်ပြီးနောက်မှာလည်းကျမတို့ကသဘာဝအတိုင်း6သွေးစေရပါမယ်။တဘာဝအတိုင်း6သွေးစေခြင်းမဟုတ်ဘဲနဲ့ hair dryer တွေသုံးဆွဲခြင်းကလည်းဆန်သားကိုပို့ပြီးတော့6သွေးပျက်စီးစေတယ်။နောက်ပြီးတော့အဆိုတက်ကိုထိမ့်သိမ်းဖို့အတွက်လည်းကျမတို့က conditioner လေးကိုသုံးပေးရပါမယ်။ပြီးတော့မကြာခဏခေါင်းဖီးခြင်းနဲ့ခေါင်းဖီးခြင်းနဲ့ကြမ်းတမ်းစွာခေါင်းဖီးခြင်းကိုလည်းရှောင်ကျဉ်ပေးရပါမယ်။နောက်တစ်မျိုးကတော့ split and hair အမီနှောက်ခွဖြစ်နေတဲ့သပင်မှာအမီတွေခွနေတယ်ဆိုတာကလည်းပဲပုံစံမျိုးမျိုးရှိပါတယ်တတိလေးတွေပေါ့နော်အဖျားမှာတတိလေးတွေခွနေတာဝိုင်ပုံစံလေးတွေခွနေတာအပုံစံအလဲမှာအပေါက်ကလေးတွေဖြစ်နေတာတက်ကိုင်းပုံစံအကိုင်းအခက်လေးတွေဖြစ်နေတာငှက်မွေးပုံစံအမီတွေမှာဖြာထွက်နေတာစသဖြင့်အမျိုးမျိုးရှိကြပါတယ်အမီခွတဲ့ပုံစံမျိုးမျိုးရှိကြပါတယ်ဒါပေမဲ့အမီခွတယ်ဆိုတာကသပင်တစ်ခုကောင်းဖို့အတွက်သပင်တစ်ခုရှည်လျားဖို့အတွက်အင်မတန်မှအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကခွနေတဲ့သပင်တွေကိုလိုအပ်တယ်လို့ဖြတ်တောက်ပေးရပါမယ်နောက်ပြီးတော့မလိုအပ်ပဲနေပူတဲ့သွားတာတွေမလိုအပ်ပဲကျန်းတန်းစွာခေါင်းဖီးတာတွေပေါ့နော်ကျန်းတန်းစွာခေါင်းဖီးခြင်းကလည်းပဲသပင်တွေကိုပြတ်တောက်ဖွာထွက်စေတဲ့အတွက်ကြောင့်မို့လို့မလိုအပ်ပဲခေါင်းဖီးခြင်းကိုလည်းရှောင်ကျဉ်ပေးရပါမယ်နောက်ပြီးတော့ကျမတို့ဒီပေါ့နော်6သွေးနဲ့တပတ်နဲ့ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်းရှောင်ကျဉ်ပေးရပါမယ်
ကျမတို့အဲ့ဒီလိုသပင်တွေအမိတွေခွနေပြီဆိုလို့ရှိရင်မမွန်စီအုံးစီတန်လွင်စီစတာတွေကိုဖြည့်တင်းပြီးတော့လိမ့်ပေးရပါမယ်မမွန်စီတန်လွင်စီအုံးစီတွေဟာဆိုလို့ရှိရင်အန်တီအောက်ဆီဒန့်ကျွယ်ဝပြီးတော့လိုအပ်တဲ့ဗီတာမင်တွေကိုဖြည့်တင်းပေးတဲ့အတွက်အမိနှစ်ခွဖြစ်ခြင်းကိုလည်းပဲသူကကာကွယ်ပေးပါတယ်နောက်အကြံပြုလို့တဲ့အမျိုးအစားကတော့ dandruff ပါဒီ dandruff လို့ခေါ်တဲ့ပေါက်တွေဘာကြောင့်ဖြစ်ရတယ်ဆိုလို့ရှိရင်ကျမတို့ကစိတ်ဖိစီးမှုများတာတွေဟော်မုန်းပြောင်းလဲတာတွေတကူရည်တန့်ရှင်းမှုအားနည်းတာတွေကြောင့်ဖြစ်နိုင်တယ်လို့ကျမတို့ dry skin sensitive skin စတဲ့အရေးပြားပိုင်ရှင်တွေမှာအများဆုံးတွေ့ရပါတယ်ဒီလိုတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ကျမတို့က bright 3 zinc salicylic acid selenium sulfide စတဲ့ပါဝင်ပစ္စည်းရှိတဲ့ရှမ်ပူတွေကိုရွေးချယ်ပြီးတော့သုံးပေးရမှာဖြစ်ပြီးတော့နေ့စဉ် vitamin B omega 3 fatty acid စတာတွေကိုမျှဝဲပေးရပါမယ်ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ကမလိုအပ်ပဲသပင်ကောက်တာဖြောက်တာတွေကိုရှောင်ကျဉ်ပေးရမှာဖြစ်ပြီးတော့ရေများများတောက်ဖို့လည်းလိုအပ်ပါတယ်ရှင်ကြံရှိနေတဲ့နောက်တစ်မျိုးကတော့ hair fall ဖြစ်ပါတယ်သပင်တွေဘာကြောင့်ကျုပ်ရလဲဆိုလို့ရှိရင်ကျမတို့ကမျိုးရိုးဗီဇကြောင့်စိတ်ဖိစီးမှုကြောင့်ခုခံအားကျဆင်းခြင်းကြောင့်အသက်အရွယ်ကြောင့်ဟော်မုန်းပြောင်းလဲခြင်းကြောင့်အရက်ဆေးလေးကွန်စတာတွေတုံးဆွဲခြင်းကြောင့်အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်နောက်ပြီးတော့ကျမတို့ကပတ်တလစ် paraben SNS SNEX synthetic စတဲ့ပါဝင်ပစ္စည်းရှိတဲ့ရှမ်ပူတွေကိုတုံးဆွဲခြင်းကြောင့်အယောင်အနက်ပါတဲ့ရှမ်ပူတွေတုံးဆွဲခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အဲ့ဒီပါဝင်ပစ္စည်းရှိတဲ့ရှမ်ပူတွေတုံးဆွဲခြင်းကိုကျမတို့ကရပ်တန့်ပေးရပါမယ်။ပြီးတော့နေ့စဉ်ကျမတို့ကအသီးအရွက်အသီးအနှံအစိတ်အဆန်တွေကိုစားသုံးပေးရမှာဖြစ်ပြီးတော့အစီအစိတ်နဲ့အချိုတက်လွန်ခဲ့တဲ့အစာအသောက်တွေကိုတော့ရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်။နေ့စဉ်ယောဂကျင့်တာတရားထိုင်တာကတာလေ့ကျင့်ခန်းလုပ်တာတွေကစိတ်ဖိစီးမှုလျော့ကျပြီးတော့ကျန်းမာရေးနဲ့ညီညွတ်ရုံသာမကသပင်ကျွတ်ခြင်းကိုလည်းပဲကာကွယ်ပေးပါတယ်။စံသားကျမ်းမာရေးနဲ့ပတ်သက်ပြီးကျမအနေနဲ့ခြုံငုံပြီးအကြံပြုလိုတာကတော့တင်ပိုင်ဆိုင်ထားတဲ့သပင်အမျိုးအစားတစ်ခုချင်းစီတိုင်းအတွက်မှန်ကန်တဲ့ခေါင်းလျှော်ရည်ရွေးချယ်ဖို့ကလည်းအင်မတန်မှအရေးကြီးသလိုတင်ပိုင်ဆိုင်ထားတဲ့သပင်အမျိုးအစားဟာတစ်ပတ်ကိုဘယ်နှကြိမ်ခေါင်းလျှော်သင့်တယ်ဆိုတာကလည်းပဲသိထားဖို့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်ကျမအနေနဲ့ကတော့တင်ပိုင်ဆိုင်ထားတဲ့သပင်အမျိုးအစားတစ်ခုချင်းစီတိုင်းအတွက်တစ်ပတ်မှာဘယ်နှကြိမ်ခေါင်းလျှော်ရမယ်ဆိုတာကိုဆက်ပြီးတော့အကြံပြုပေးရစေပထမဦးဆုံးကျမတို့ oily hair လို့ခေါ်တဲ့အစီပြန်တဲ့သပင်ဟာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းခေါင်းလျှော်လို့ရတယ်ဆိုပေမဲ့လို့6သစ်ပျက်စီးနေတဲ့သပင်ပေါ့နော် dry hair damage hair အတွက်ကတော့တစ်ပတ်ကို2ကြိမ်လျှော်ပေးရပါမယ်နောက်ပြီးတော့သပင်ကိုကောင်းမွန်ပြီးတော့ပါလာတဲ့သပင်ဟာဆိုလို့ရှိရင်တစ်ပတ်ကို4ကြိမ်လောက်ခေါင်းလျှော်ပေးရမှာဖြစ်ပြီးတော့ထူတဲ့သပင်ဟာဆိုလို့ရှိရင်တစ်ပတ်ကို1ကြိမ်လောက်ခေါင်းလျှော်ရင်လိုအပ်ပါတယ်နောက်ပြီးတော့ wavy hair လို့ခေါ်တဲ့ကောက်သားရှိတဲ့သပင်ဟာဆိုလို့ရှိရင်တစ်ပတ်ကို3ကြိမ်လောက်ခေါင်းလျှော်ပေးရမှာဖြစ်ပြီးတော့ coily hair လို့ခေါ်တဲ့ကျမတို့မူဟာနာကောက်လိုမျိုးသပင်ကတော့တစ်ပတ်ကို1ကြိမ်ခေါင်းလျှော်ရင်လုံလောက်ပါတယ်ရှင်အခုကျမအကြံပြုသွားတဲ့ hair care hair styling တွေကမှ hair care အကြောင်းကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်ကျမရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့နောက်ထပ် video မှာလည်းသင်ပိုင်ဆိုင်ထားတဲ့ face shape သင်ပိုင်ဆိုင်ထားတဲ့ face type ကဘယ်လို hair style နဲ့ like ဖက်မှုရှိတယ်ဆိုတာကိုဆက်လက်အကြံပြုပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye